တော့မုံဘောရဲ့အတိတ်ဘက်ကကြီးမာဆယ်ယိုဆိုတာမဘတ်ပါနဲ့တခုခုကိုတားမြစ်ခြင်းတဲ့နေရာမှာမလုတ်စီခြင်းတဲ့နေရာမျိုးမှာသူကအဲ့ဒါလေးကိုသုံးနေအဲ့တော့နံပါတ်1ကယောရီမာနီနာနီကာတဲ့ယောရီမာနီနာနီကာယောရီနာရာကိုဘူဒီအဲ့ဒါကိုအများကြီးနဲ့ခံလိုက်တယ်မာနီဆိုတဲ့အများကြီးထည့်တုံလိုက်တယ်ယောရီမာနီနာနီကာတဲ့ကိုကအများကြီးပူနေတဲ့အတွက်ကြောင့်အိုနိုရွန်ဒီနေ့ကတော့ဘက်ကဲအပြင်ကိုနာဂါကြီးမဆယ်ယိုတဲ့မထွက်ပါနဲ့နာဂါကြီးမဆယ်ယိုမထွက်သွားပါနဲ့တဲ့ပြင်ကိုရမ်းပူနေလို့အပြင်ကိုမထွက်ပါနဲ့လို့တားမြစ်တဲ့ grammar လေးเนาะအဲ့ဒါလေးတုံထားတယ်အဲ့တော့နောက်ဆုံးမိကအဲ့ဒီမှာပို့ပြီးတော့မှတ်မိခြင်းနဲ့ဆိုရင်အဲ့ဒီမှာနောက်ဆုံးမိကဟာလေးကိုမြင်းလေးထားထားလိုက်နာဂါရာသွားထွက်ခွာဒီနာဂါရာထွက်ခွာဒီအဲ့ဒီနာဂါရာထွက်ခွာဒီတို့ကိုဒါလေးဖြုတ်ပြီးတော့ဂျီမာဆယ်ယိုပေါက်လာတယ်အဲ့ဒီဂျီမာဆယ်ယိုလေးကိုမြင်းလေးထားထားလိုက်ဒါဆိုရင်ပို့ပြီးတော့ပေါ်လွင်တယ်နော်ယောဒီမာနီနာနီကာကိုအများကြီးပူနေလို့ပူနေတဲ့အတွက်ကြောင့်အိုနိုရွန်ဒီနေ့ကတော့ဘက်ကက်နာဂါဂျီမာဆယ်ယိုတဲ့မထွက်တော့ပါနဲ့မထွက်ပါနဲ့တဲ့နဲအဂက်စမီတာဟုတ်ကဲ့ဒီပါပြီတဲ့โอเคနံပါတ်2လေးဆက်သွားကြည့်အောင်ဆိုဟွာကတဲ့အန်ဒွဲကိုတဲ့ဆိုဟွာကအန်ဒွဲကိုတဲ့ဆိုဟွာကအန်ဒွဲတာဆိုတာအစာမကြေဖြစ်ဒီเนาะအဲ့တော့ဆိုဟွာကအန်ဒွဲကိုဘက်ဘလက်ကိုဘက်ပြီးဆိုတဲ့ကိုလေးပေါင်းထားတယ်ဆိုဟွာကအန်ဒွဲကိုတဲ့အစာမကြေဖြစ်ပြီးတဲ့ဂဲဆိုဆက်တိုက်ထိုးဟဲယိုတဲ့အန်ဒဲစာမကြေဖြစ်ပြီးဇက်တိုက်အန်နေတယ်လို့ပြောတာเนาะအဲ့တော့ပြန်ဖြေတဲ့လူလေးကိုကြည့်ကြည့်အောင် iyagul ဒီဆေးကိုဒုဆယ်ယိုတုံးဆောင်ပါ iyagul ဒီဆေးကိုဒုဆယ်ယိုတုံးဆောင်ပါဒီနောင်းနေတခုခုကိုအဲ့လိုမျိုးပြောတော့မယ်ဆိုရင်နောက်ကဥရုလေးခံရတယ်เนาะဥပမာထမင်းစားမယ်ဆိုရင်ဘတ်မော်ကောယိုလို့ဓာတ်ရိုက်မပြောဘဲနဲ့ဘတ်ဘူးဆိုတဲ့နောက်ကဥရုလေးလိုက်တယ်ဒီမှာလည်းပဲရက်ကိုတွေ့လာရက်ကိုဆေးစားလို့မပြောဘဲနဲ့ဆေးကိုဆိုတဲ့နောက်ကကတ်လိုက်တဲ့စကားဆက်နောက်ကကတ်လိုက်တဲ့စကားလုံးလေးတွေတုံးတယ်เนาะဤကာတို့ဥရုတို့အွန်းနွန်းတို့ဒီနေ့မတော်ဒီနေ့ဘဲမှမတော်ဘူးလားဆိုတဲ့စကားမျိုးဆိုအိုနိုလို့တလုံးနဲ့အဆုံးမတက်ဖ ೇನೆ အိုနိုရွန်းဆိုတဲ့စကားလေးနဲ့သူကအဲ့လိုမျိုးနောက်ကနေကတ်လိုက်တယ်နော်ရုပ်ရှင်ကသိဝင်သားပြန်ကောင်းတယ်မြန်မာမှာဆိုတော့ရုပ်ရှင်ကသိဝင်သားပြန်ကောင်းတယ်သူတို့ကလည်းပဲအဲ့လိုပဲရုပ်ရှင်ကဆိုတဲ့ဟာကိုရောင်းဝါကရုပ်ရှင်ကနောက်ကနေအဲ့ဒီလိုမျိုးစကားလုံးလေးလိုက်တယ်เนาะတတိထားเนาะအဲ့ဒါလေးတွေဤရက်ကိုဒီဆေးကိုတဲ့ဤရက်ဒီဆေးတောက်လို့ပြောလိုက်ရင်လည်းရတယ်เนาะမြန်မာမှာဆိုတော့ရော့ဒီဆေးတောက်နေဖျားနေမလားရော့ဒီဆေးတောက်လိုက်အဲ့လိုဒီဆေးဆိုတဲ့ဓာတ်ရိုက်တုံးနဲ့သူတို့မှကြတော့အဲ့ဒီဆေးရဲ့နောက်ကနေခိုင်းခံရတဲ့ဥရုဆိုတဲ့ grammar လေးတွေလိုက်တယ်ဤဂါဥရုအွန်းနုဆိုတဲ့အဲ့လိုမျိုး grammar လေးတွေလိုက်တယ်เนาะစာလေးဖတ်ရင်းနဲ့တတိထားပါနော်ဘယ်နာလေးမှာဘယ်လိုလေးတွေလိုက်တယ်နော်ဤရကိုဒီဆေးကိုဒုဆေကိုတုံးဆောင်ပါတဲ့ဂူရီကိုပြီးတော့အဲဒီ grammar လည်းတည်ပါတယ်နော်ဂူရီကိုပြီးတော့တဲ့ onorun ဒီနေ့ကတော့တွေ့လိုက်မှာ onol ဒီနေ့နောက်က onol လေးလိုက်ထားတယ် onorun ဒီနေ့ကတော့ bad bull တဲ့တွေ့လားထမင်းကို bad ဆိုတဲ့ဟာထမင်းကိုဓာတ်ရိုက်ထမင်းမစားပါနဲ့လို့မပြောဘဲနဲ့ထမင်းကို bad bull ထမင်းကိုမော့ဂျီမာဆယ်ယိုတဲ့နောက်ဆုံးကဂျီမာဆယ်ယိုလေးကိုမြင်တာထားပါမော့တာစားဒီဆိုတဲ့ဘက်ကိုဒါဖြုတ်ပြီးတော့မော့ဂျီမာဆယ်ယိုမစားပါနဲ့တဲ့သူကအစာမကြေဖြစ်ပြီးတော့အရန်ဇက်တိုက်အန်နေတဲ့ဒါဆိုရင်ဒီဆေးကိုသုံးဆောင်ပါတဲ့ပြီးတော့ဒီနေ့ကတော့ထမင်းနေထမစားနဲ့တော့လို့ပြောတာเนาะထမင်းမစားတော့နဲ့လို့ပြောတာရှင်းပြနေလို့ Bible မဂျီမာဆယ်ယိုတဲ့အဲ့တော့ဂျီမာဆယ်ယိုဆိုတဲ့ grammar လေးကိုနားလည်လား Okay အဲ့တော့